နှစ်တရာတဘာဝကော်လဂျင်နဲ့စားကောင်းတဲ့ဟင်းလျာအလွယ်လေးများ Top 1 ပရိသတ်များလုံးပဲမင်္ဂလာပါခင်မိလာပြီးတဲ့နောက်အိုမင်းရိပ်ရော်မှုကိုနှိကွေးစေဖို့ကော်လဂျင်ရဲ့အရေးပါမှုကိုလူအများသိကြပြီးတဲ့နောက်မှာဆေးဝါးတွေကိုအစမတန်အားကိုပြီးတောက်သုံးလာကြတဲ့ရှင်အခုဖော်ပြမဲ့ကော်လဂျင်ကတော့တရုတ်နိုင်ငံရဲ့မိသားစုအနှဲငယ်သာသိကြတဲ့ဆေးဖော်နည်းတစ်မျိုးပဲဖြစ်ကောင်တဘာဝအတိုင်းနှုတ်ပြောအောင်ပြုလုပ်ပေးမဲ့အသက်ရှည်စေတစ်မျိုးပဲဖြစ်ပါတယ်အမြင့်တက်များပြီးဖိုင်ဘာဓာတ်ကျွဲဝါလို့ခန္ဓာကိုယ်ကအစီပိုတွေကိုဖယ်ရှားပေးတဲ့ဝါဥကိုအခုလိုမျိုးအတုံးလေးတွေတေချာလှိပြီးရင်နုံနုံလေးဖြစ်လာအောင်ထပ်ဆင်းထားလိုက်ပါပြီးတဲ့အခါမှာတော့ဒဲဝိုးတွေကိုထည့်ပြီးတဲ့အခါပရန်ဆေးဆိုင်တွေနဲ့ဆေးလောကသားတွေကြားမှာအလွယ်တကူဝယ်ယူနိုင်တဲ့မှုတ်ဖြူခုံငွေရောင်နှရွက်မှုကိုဝယ်ယူပြီးထည့်လိုက်ရုံပါပဲအရသာရှိပြီးအသားရည်အတွက်ကောင်းမွန်တဲ့ဇီးသီး6ကို3လုံးလောက်ချမ်းထည့်ကောင်ရေနဲ့မပြစ်မကျဲလေးပြုတ်လိုက်ရင်ရပြီဖြစ်ပါတယ်ပြီးတဲ့အခါမှာတော့ပဲနီတောင်းလေးတွေနဲ့အတူဖြူပြီး15မိနစ်လောက်ထပ်တည်လိုက်ရင်ရပြီဖြစ်ပါတယ်ဒါဆိုရင်အရသာသိရှိတဲ့ကော်လာဂျင်ကိုအိမ်မှာပဲအသန့်စင်ဆုံးနည်းနဲ့ပြုတ်လောက်စားသုံးလို့ရပြီဖြစ်ပါတယ်နော်အစင်းမြင့်ဟိုတယ်ကြီးတွေမှာတော့စားရဖို့မဖြစ်နိုင်တဲ့အခုလိုပဇွန်အီတုံဟင်းလေးကိုအိမ်မှာအလွယ်တကူလှုပ်စားနိုင်အောင်အခုပဲပြောပြပေးပါမယ်ပင်လယ်စာရီထဲမှာလူကြိုက်များပြီးလူအများနဲ့တဲ့ပဇွန်တွေကလုံးရကန်ရအလွယ်ကူဆုံးဟင်းလျာတွေထဲမှာပါဝင်ပါတယ်ဒါပေမဲ့အခုဟင်းလျာမှာတော့စားဖို့အစင်သစ်ပြုလုပ်လို့ရတဲ့ပဇွန်ကြိတ်သားတွေကိုအသုံးပြုထားပါတယ်ရှင်ဖန်ခွက်ဒါမှမဟုတ်ပုံစံခွက်ထဲကိုရေဆိုခန်းတဲ့စက်ကိုတင်ပြီးသွားရင်ပဇွန်အသားတွေကိုဖြည့်လိုက်ပါပြီးတဲ့အခါမှာတော့ကျုပ်ဦးတွေကိုတေချာခလောက်ပြီးပဇွန်တွေအပေါ်ကိုတင်လိုက်ပါရှင်နောက်ပြီးရင်တော့စောင်းငရုတ်ကောင်းဖြူပြီးရင်ပန်းကော်ပြီးစိမ့်လေးကိုဓာတ်နဲ့ပပလှီးပြီးဖြူလိုက်ပါပြီးတဲ့အခါမှာတော့အခုလိုမျိုးပေါင်းဦးထဲမှာထည့်လိုက်ရင်အလွတ်အတိုင်းစားလို့ကောင်းတဲ့ပဇွန်အီတုံလေးရသွားပြီဖြစ်ပါတယ်နော်သူနဲ့အလိုက်ဆုံး sauce ကိုဖန်တီးဖို့အတွက်ဘဲငပြားကြီးအချိုနဲ့ကြာညိုးတို့ကိုတကြားနဲ့ရောပြီးအနှဲငယ်ကြိုပေးလိုက်ရင်တော့တိတ်ကိုလိုက်ဖက်ပြီးစားလို့ကောင်းတဲ့ပဇွန်အီတုံလေးကိုအလိုက်ဖက်ဆုံး sauce နဲ့စားသုံးလို့ရပြီဖြစ်ပါတယ်ရှင်ဒီနီလန်းကိုသိပြီးသွားရင်ဂျင်းကိုသွားစရာမလိုပဲအစီပိုတွေကိုရှင်းလင်းပေးသွားမှာပဲဖြစ်ပါတယ်နော်လေ့ကျင့်ငန်းလေးလုပ်စရာမလိုသလိုအစားလဲရှောင်စရာမလိုပဲအစီပိုတွေကိုအရေးဖြောနိုင်ဖို့အခုဖော်ပြမဲ့နီလန်းကိုအသုံးပြုကြည့်ပါအရသာလေးရှိပြီးတောက်ရလဲလွယ်ကူတဲ့အစာချေစနစ်ကိုကောင်းစေဖို့စားမြိန်ရည်လေးကိုဖြောဆက်နေလေးဖော်ပြပေးကြပါတယ်အရင်ဆုံးချီယာစီလေးတွေကိုရေထဲမှာပွားတဲ့အထိရေစိမ်ထားလိုက်ပါချီယာစီတွေပွားလာပြီးတဲ့အချိန်မှာရေအနှဲငယ်လေးထပ်ထည့်ပြီးတမ်းများရေကိုတစိမ့်ကြော်ကြော်လေးထည့်ကောင်ပန်းသီးရှာလာကရေကိုလည်းတစုံကြော်ကြော်လောက်ထည့်လိုက်ပါနော်အလုံးကိုဖြောပြီးသွားပြီဆိုရင်တော့တောက်လို့ရပါပြီရှင်ဒီဖြော်ရည်ကပရိသတ်ကြီးတို့ရဲ့ခန္ဓာကိုယ်မှာစုနေတဲ့အစီပိုတွေနဲ့မလိုအပ်တဲ့နေရာတွေကအစီပိုတွေဖြစ်တဲ့သွေးကြောအစီဖုံးခြင်းအသည်းအစီနဲ့စားတဲ့အဝလွန်ခြင်းယောဂတွေကိုကာကွယ်ပေးတဲ့ဖြော်ရည်ပဲဖြစ်ပါတယ်လွယ်ကူရိုးရှင်းပြီးအရသာလည်းမဆိုးလှတဲ့ဓာတ်စာလေးမလို့ပရိသတ်ကြီးတို့အသက်တရက်ရှေ့အောင်နေနိုင်ဖို့ဖော်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်နော်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်အခုလိုမျိုးလွယ်ကူရိုးရှင်းတဲ့ဟင်းလျာတွေနဲ့ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေနိုင်တဲ့အစားအသောက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်like and follow လုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေနော်